ပိုင်းစားမှာပဲလွန်ခဲ့တဲ့10နှစ်ကစပြီးကမ္ဘာပေါ်မှာဒန်ဂျန်လို့ခေါ်တဲ့ဟိုတယ်တွေပွင့်လာခဲ့တယ်ဆိုတာသိရပါတယ်။အဲဒီဒန်ဂျန်ထဲမှာအမျိုးမျိုးသော monster တွေရှိနေပြီးအဲဒီ monster တွေအပေါ်လူသားတွေရဲ့လက်နက်တွေကအသုံးမဝင်ပါဘူး။အထူး monster ရှိတဲ့လူတွေပဲအဲဒီ monster တွေကိုတတ်နိုင်ပါတယ်။အဲဒီလိုအစွမ်းရှိတဲ့သူတွေကို hunter မုတ်ဆိုးလို့ခေါ်ပါတယ်။ hunter တွေမှာ rank အဆင့်ရှိပါတယ်။အစွမ်းအထက်ဆုံးက S rank ဖြစ်ပြီး ABCD နဲ့အားနည်းဆုံးက E rank ဖြစ်ပါတယ်။ဒီအစွမ်းကတစ်ခါရပြီးရင်ဘလောက်ပဲစူးစမ်းပန်းစားလုပ်ပါစေထပ်တိုးလို့မရတော့ပါဘူး။လွန်ခဲ့တဲ့3နှစ်ကကျွန်းတကျွန်းပေါ်မှာ rank နဲ့ hunter တွေက PSA monster တွေကိုမရှင်းနိုင်တဲ့အဖြစ်အပျက်ကိုမြင်ရပါတယ်။အဲဒီအချိန်မှာ extra hunter အချို့ရောက်လာပြီး monster တွေကိုအလွယ်တကူနှိမ်နင်းပေးခဲ့ပါတယ်။အခုလက်ရှိအချိန်တောင်ကိုရီးယားကဆောက်လုပ်ရေး site တစ်ခုမှာဒန်ဂျန်တစ်ခုပွင့်နေလို့ hunter တွေစုဝေးနေကြပါတယ်။အဲဒီနေရာကိုဒီဇယ်လိုင်းရဲ့အဓိကဇက်ကစောင်းကျင်ကိုရောက်လာပါတယ်။ဂျင်ဝူကိုမြင်တော့တခြားသူတွေကဝမ်းသာနေကြလို့ hunter တယောက်ကဂျင်ဝူကအရန်တော်လို့လားဆိုပြီးမိပါတယ်။အခြားသူကပြန်ဖြေတာကတော့လုံးဝဆန့်ကျင်မဲ့ပဲသူကအရန်အားနေလုံးလို့သူ့ကို mission မှာထည့်ထားရင်အဲ့ဒီ mission ကအရန်လွယ်တယ်လို့အဓိပ္ပာယ်ရလို့ပါ။ဂျင်ဝူကဂျူဟီလို့ခေါ်တဲ့မင်းကလေးနဲ့စကားပြောပြီးနောက်အားလုံးတန်ကြန်တဲ့ကိုဝင်ကြပါတယ်။တခြားသူတွေကလက်နက်ကြီးတွေကင်ထားပေမဲ့ဂျင်ဝူမှာပတ်စံမရှိလို့တမြောင်လေးတစ်လက်ပဲရှိပါတယ်။တစ်ဖက်မှာလည်းအစိုးရကတန်ကြန်တွေကရတဲ့ message ချန်တွေကိုစွမ်းရင်ထုတ်လုပ်ဖို့အတွက်အသုံးချဖို့ကြိုးစားနေတာကိုပြပါတယ်။တန်ကြန်ထဲမှာတော့ဂျင်ဝူက monster တစ်ကောင်ကိုတတ်နိုင်ခဲ့ပေမဲ့အနောက်ကနေနောက်တစ်ကောင်ကသူ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဘီရန်ဟီလာတက်တဲ့ဂျူဟီကသူ့ကိုကူတာပေးပါတယ်။ဂျင်ဝူကတော့တခြားသူတွေအလွယ်တကူတိုက်ခိုက်နေတာကိုအားကျစွာကြည့်နေမိပါတယ်။ monster တွေအကောင်တက်ပြီးနောက်မှာသူတို့ဟာတန်ကြန်ထဲမှာနောက်ထပ်တန်ကြန်တစ်ခုကိုထပ်တွေ့ကြပါတယ်။ဒါကထူးဆန်းတဲ့ကိစ္စဖြစ်ပေမဲ့အဖွဲ့ဝင်အများစုကပတ်စံပူရချင်တာကြောင့်စက်ဝင်မှုမဲပေးကြပါတယ်။အဆုံးဖြတ်မဲကဂျင်ဝူစီရောက်လာပြီးသူကလည်းမိသားစုစာဝင်တွေရဲ့အတွက်ပတ်စံလိုနေတာကြောင့်စက်ဝင်မှုသဘောတူလိုက်ပါတယ်။အထဲကိုရောက်တဲ့အခါမှာတော့ monster တွေမရှိပဲကြီးမားတဲ့ကြက်ရုပ်ကြီးတွေပဲရှိနေတာကိုတွေ့ရပါတယ်။အလဲကကြက်ရုပ်ကြီးရဲ့လက်ထဲမှာဖျားသခင်ကိုပူဇော်ရမည်စီမွန်ရမည်ဆိုတဲ့စီကံချက်တွေကိုရှိထားပါတယ်။ရုတ်တရက်အခန်းတကားကြီးပိတ်ပါပြီးတကားကိုပြန်ဖွင့်မှုစူးစမ်းတဲ့ဟန်တာတယောက်ကိုဘေးကကြက်ရုပ်ကတက်ပြက်လိုက်ပါတယ်။အဲ့ဒီအခါမှာကြက်ရုပ်တွေအကုန်လုံးလှုပ်ရှားနိုင်မှန်းသူတို့သိသွားကြပြီးအသက်ရှင်မှုဖြစ်နိုင်တော့ဘူးလို့ခန်းစားလိုက်ရပါတယ်။ဂျင်ဝူကအလဲကကြက်ရုပ်ကြီးရဲ့မျက်လုံးတွေနီးရဲလာတာကိုမြင်ပြီးလူတိုင်းကိုဝင့်နေဖို့အော်ပြောလိုက်ပါတယ်။ကြက်ရုပ်ကြီးရဲ့မျက်လုံးကနေမီးတန်းတွေထွက်လာပြီးဟန်တာအချို့ကိုတက်ပြက်လိုက်ပါတယ်။ရှင်မှုကအရင်ကတေဝီကနေလွတ်ခဲ့ဘူးပေမဲ့အခုလိုတေချန်တရားကိုမျက်မှောက်တွေ့ရတဲ့ကြားလမှုကိုတော့တစ်ခါမှမကြုံမှုပါဘူး။ဟန်တာတွေဟာအလဲကကြွယ်ရုပ်ကြီးရဲ့မျက်လုံးကနေထွက်လာတဲ့မိကန်းတွေကြောင့်အထိနာနေကြပါတယ်။ချင်းဟူဟာအချိန်လေးကိုအမြန်သုံးသပ်ပြီးအလဲကကြွယ်ရုပ်ကြီးရဲ့လက်ထဲမှာရှိထားတဲ့ဖျားသခင်ကိုပူဇော်ရမည်ဆိုတဲ့ပထမစင်ရင်ကိုတတိယပါပါတယ်။သူကလူတိုင်းကိုကြွယ်ရုပ်ကြီးကိုဥညွှန်းကြပါလို့အော်ပြောလိုက်တဲ့အခါလူတိုင်းဝတ်ဆင်လိုက်ကြပါတယ်။အဲ့ဒီခါမှာကျဲရုပ်ကြီးကတိုက်ခိုက်တာကိုရပ်ပါပါတယ်။ဒုတိယစင်ရင်ကဖျားသခင်ကိုချီးမွမ်းရမည်ဆိုတာပါ။ဟန်တာတွေကကျဲရုပ်ကြီးရှေ့မှာဆွတောင်းကြည့်ကြပေမဲ့မထူကြပါဘူး။ရှင်ဦးကဘေးကကျဲရုပ်တွေဟာတူရီယာဒစီတွေကန်ထားတာကိုသတိပြုမိပြီးကျဲရုပ်တွေနာကိုတွားခိုင်းပါတယ်။ကျဲရုပ်တွေကတဆန်းစတေးတဲ့အခါမှကျဲရုပ်ကြီးကစိတ်အေးသွားပါတယ်။နောက်ဆုံးတတိယစင်ရင်ကဖျားသခင်ကိုယုံကြည်ကြောင်းတပ်ပေတရားမည်ဆိုတာပါ။အလဲမှာဂျစ်ပလန်တစ်ခုပေါ်လာပြီးဟန်တာတွေတရားပေးတယောက်ဝိုင်းလိုက်တဲ့အခါမီးတောက်တွေပွင့်လာပါတယ်။ဒါပေမဲ့တကားကအနှဲငယ်ပွင့်လာတဲ့အခါတချို့ဟန်တာတွေကကြောက်လန့်ပြီးအပြင်ကိုထွက်ပြေးသွားကြပါတယ်။အဲ့လိုထွက်ပြေးသူတွေဟာကျဲရုပ်တွေရဲ့တက်ခဲခြင်းကိုခံရပါတယ်။နောက်ဆုံးမှာဂျင်ဝူဂျူဟီနဲ့အဖွဲ့ကောင်းဆောင်တို့၃ယောက်ပဲကျန်လာတော့တယ်။ဂျင်ဟူကတန်ရပြင်းထန်နေပြီးတကားပိတ်သွားတော့မဲ့အချိန်လေးမှာသူကိုယ်တိုင်ရစ်ပလင်ပေါ်မှာကျန်ရိတ်ခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဂျူဟီနဲ့ခေါင်းဆောင်ကိုအပြင်ထွက်ခိုင်းလိုက်ပြီးသူတယောက်တည်းကျဲရုပ်တွေရဲ့ဝမ်းဝမ်းတိုက်ခိုက်ခြင်းကိုခံရပါတယ်။ဂျင်ဝူတေးလူမျိုးပါဖြစ်နေချိန်မှာပဲသူမျက်လုံးရှိမှာဂိမ်းတစ်ခုလိုမျိုး system တစ်ခုပေါ်လာပြီးသင်ဟာ player တယောက်ဖြစ်ဖို့လက်ခံပါသလားဆိုတဲ့မေးခွန်းပေါ်လာပါတယ်။သူတေကနေအချိန်မှာလက်ခံတယ်လို့ပြလိုက်တဲ့အခါမှာတော့သူရဲ့ဘဝဟာထာဝရပြောင်းလဲသွားပါတော့တယ်။